င်္ဂလာပါရှင်ဆရာလင်းတိုင်းညွှန်နေတော့ Business Precision Master Class ကစာရေးသင်တန်းတက်နေကြတော့သင်တန်းသူသင်တန်းသားများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ကတော့ပြုလိုက်ပါသည်ရှင်ကျမတို့သင်တန်းသူလေးဆက်ဆံမှုဖြစ်ပါရဲ့ရှင် Facebook နဲ့ TikTok YouTube ကောက်တွင်စာပေရေးသားနေသောစုစုဖြစ်ပါရဲ့ရှင်ကျမတာဝန်ရွှေစည်းတွင်ဝင်နိုင်ညီမလေးနဲ့အတူကုံတုံဆိုင်လေးစီရောက်လျက်ရှိပါရဲ့ရှင်ကျမကိုယ့်ရဲ့ customer တွေကိုကျမကိုဆောင်မှုအပြည့်နဲ့ဈေးနှုန်းရှည်စားစွာရောင်းချလျက်ရှိပါရဲ့ရှင်ကျေးဇူးတင်ပါရဲ့ရှင်ကျမပုံမြင်လေးတစ်ပုဒ်ကိုပြပြသည်ရှင်စင်ပဲလားလေးရဲ့ရှစ်ပုံကြီးလို့အမည်ရပါတယ်ရှင်တခါတော့တိုင်းပြည်တစ်ပြည်မှာစင်ပဲလားဆိုတဲ့မိန်းမဆိုလေးဟာဖခင်ဖြစ်သူနဲ့သူဟာအတူနေခဲ့ရပါတယ်မိခင်ဖြစ်သူမှာသူမငယ်စဉ်ကတည်းကဆုံးမသွားလို့ဖခင်ဖြစ်သူကိုပဲသူအားကိုးပြီးနေရပါတယ်ရှင်တရက်တော့ဖခင်ဖြစ်တဲ့သူကနောက်အိမ်အောင်ပြုသွားခဲ့ပါတယ်မိတွေဖြစ်သူနဲ့သူမရဲ့သမီးနှစ်ယောက်ဟာစင်ရွဲလားလေးအိမ်ကိုရောက်ရှိလို့လာခဲ့ပါတယ်ရှင်သူတို့ဟာစင်ရွဲလားလေးလို့စိတ်ထားဖြူစင်ခြင်းသူတို့ဟာမရှိကြပါဘူးရှင်ဒါကြောင့်စင်ရွဲလားလေးကိုသူတို့ပထမအဦးဆုံးစပြီးတော့တွေ့တဲ့အချိန်မှာလှပတဲ့စင်ရွဲလားလေးကိုသူတို့မနာလိုမုန်းတီးဖြစ်နေကြတာပေါ့ကွယ်တရက်တော့စင်ရွဲလားလေးရဲ့ဖခင်ဟာအလုပ်ကိစ္စတစ်ခုနဲ့ကာလရှည်သွားခရီးထွက်ခဲ့ပါတယ်မိတွေနဲ့သူမရဲ့သမီးနှစ်ယောက်မှာဖခင်ဖြစ်သူမရှိတော့တာနဲ့စင်ရွဲလားလေးကိုစတင်ပြီးတော့သူတို့အနိုင်ကျင့်ကြတာပေါ့ကွယ်အိမ်ကိစ္စဝဝကိုလည်းစတင်ပြီးတော့ခိုင်းစီခဲ့ပါတယ်ဒါရင်သူတို့ကမကသေးပါဘူးအမရသေးပါဘူးစင်ရွဲလားလေးရဲ့အိမ်ငန်းကိုပါသူတို့အပိုင်စီးခဲ့ပါတယ်စင်ရွဲလားလေးကိုတော့ຫນွေဆိုလို့ရှိရင်အရန်ပူပြီးတော့ဆောင်းဆိုလို့ရှိရင်အရန်အေးတဲ့သူတို့ဟိုအိမ်ကိုခေါင်းအိမ်အပေါ်ထက်ကိုသူတို့တက်ပြီးတော့ထားခဲ့ပါတယ်ကွယ်စင်ရွဲလားလေးမှာအာကိုးစီကလည်းမိဖတွေကလည်းမရှိတော့သူနှိပ်စက်ထားကိုခံခဲ့ရတာပေါ့သူမမှာအာကိုးစီကခင်းတွဲစီကဆိုလို့သူ့ရဲ့ဘင်းဖောက်နောက်ရောက်လာတဲ့ငှက်ကလေးနဲ့ကြွက်ကလေးတွေပဲရှိပါတယ်ရှင်တနေ့တော့သူတို့ရဲ့အိမ်ရှိဆန်မင်းသားလေးကနေပြီးတော့အရွယ်ရောက်လာပြီဖြစ်လို့မင်းဖြူတိုင်းကိုသူ့ရဲ့ပွဲကိုတက်ရောက်ဖို့ဖိတ်ကြားပြီးတော့တိုင်းပြည်လုံးကိုကြီးညာခဲ့ပါတယ်ကွယ်တိုင်းသူပြည်သားအားလုံးနားထောင်ပြီးကြပါကျွန်ုပ်တို့မင်းသားလေးဟာလက်ဆက်ဖို့အရွယ်ရောက်လာပြီမို့ကျင်ရတော့ရွေးချယ်ရတော့မှာပါဒါကြောင့်တိုင်းပြည်တွေကနေပြီးတော့အရွယ်ရောက်လာပြီးမင်းဖြူတိုင်းမင်းသားလေးရဲ့ကဝဲကိုတက်ရောက်ကြပြီးတော့မင်းသားလေးရဲ့ကျင်ရတော့ဖြစ်ဖို့အခွင့်အရေးရရှိတော့မှာဖြစ်ပါတယ်လို့တိုင်းပြည်လုံးကိုကြီးညာခဲ့ပါတယ်ကွယ်အဲ့ဒီသတင်းကိုကြားတော့မိတွေရဲ့သမီးနှစ်ယောက်မှာအမေသတင်းကြားတယ်မဟုတ်လားကံကောင်းလို့ရှိရင်သမီးတို့ဟာမင်းသားလေးရဲ့ကျင်ရတော့ရှိရတော့မှာဒါကြောင့်မို့ကဝဲနေကြလို့ရှိရင်အလှပဆုံးဖြစ်အောင်ခုတည်းကနေစတင်ပြီးတော့ပြင်ဆင်ရတော့မယ်စင်ရွဲလားလေးစင်ရွဲလားကဘယ်သွားလဲငါတို့ရေချိုးဖို့ရေခတ်ပေးစင်ရွဲလားလေးကိုအိမ်ဖို့မပါရင်ဆိုင်သူတို့ဟာပြည့်မှုခဲ့ပါတယ်ဒီလိုပဲကဝဲနေကိုရောက်ရှိလို့လာပါပြီစင်ရွဲလားလေးကလည်းကဝဲကိုလိုက်ရှင်တာပေါ့ဒါကြောင့်သူ့အမေဖြစ်တဲ့သူကိုအမေသမီးလည်းလိုက်ရှင်တယ်ကဝဲကိုသမီးရောလိုက်ခွင့်မရှိဘူးလားလို့မေးလိုက်ပါတယ်ရှင်အိုးနင်ရောကဝဲကိုလိုက်ရှင်တာလားမင်းသားလေးကအရွယ်လောက်လာပြီးမင်းဖြူတိုင်းကိုတော့လိုက်လို့တော့ရပါတယ်ကိုယ့်ရဲ့အဝတ်စားကိုလည်းပြန်ကြည့်လိုက်ပါဦးစင်ရွဲလားလေးဟာဟောင်းနွမ်းနေတဲ့ဝတ်စားလေးတွေကိုကြည့်ပြီးတော့လှောင်ပြောင်ခံခဲ့ရပါတယ်ကွယ်စင်ရွဲလားလေးဟာကြောင်မှာကပ်ပြီးတော့ကဝဲကိုလိုက်ရှင်လို့ငိုးနေရှာတာပေါ့အဲ့ဒီအချိန်မှာစိတ်ထားဖြူစင်တဲ့စင်ရွဲလားလေးကိုကိုညီချင်းနဲ့နတ်သမီးတစ်ပါးနေပြီးတော့သူ့အနားကိုရောက်ရှိလာပါတယ်ကွယ်သမီးလေးစင်ရွဲလားလေးကဝဲကိုသွားခြင်းလို့လားအကျွန်ုပ်ကိုညီမယ်ဆိုပြီးတော့နတ်သမီးတစ်ပါးနေပြီးတော့ရွှေဖြုံသီးတစ်လုံးနဲ့ကြွက်လေးတွေခုနှစ်ကောင်ကိုယူခဲ့ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်တော့အနတ်သမီးကြီးကရွှေဖြုံသီးကြီးကိုအမတန်မှလှပတဲ့ရထားလုံးကြီးပမာဖန်ဆင်းပေးခဲ့ပါတယ်ကြွက်ခုနှစ်ကောင်ကိုတော့ကြက်ထားမောင်းသမားနဲ့မြင်းဖြူကြီး6ကောင်အဖြစ်ဖန်ဆင်းပေးခဲ့ပါတယ်ကွယ်နောက်တော့စင်ရွဲလားလေးကိုအရန်ကိုတောက်ပြောင်လှပတဲ့ဝတ်စားလေးတွေကိုဆင်မြန်းပေးခဲ့ပါတယ်တခုတော့လူတဲ့စင်ရွဲလားလေးသမီးအနေနဲ့ည12နာရီမတိုင်ခင်မှာအိမ်ကိုအရောက်ပြန်ခဲ့ရမယ်ကျွန်ုပ်ဖန်ဆင်းပေးတာမှန်သမျှဟာည12နာရီမှာပြတ်ကွယ်သွားမှာဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်ကွယ်ဒီလိုနဲ့စင်ရွဲလားလေးဟာနတ်သမီးကြီးအကူအညီနဲ့ကဝဲကိုတက်ရောက်နိုင်ခဲ့ပါတယ်ကဝဲကိုရောက်တော့မင်းသားလေးဟာအရန်ကိုရှောမောလှပတဲ့စင်ရွဲလားလေးကိုမြင်တော့မြင်ချင်းမဲ့သူကရှစ်သွားမိတာပေါ့ကွယ်ဒါကြောင့်ပဲမင်းသားလေးဟာသူနဲ့တူကဖို့တောင်းဆိုခဲ့ပါတယ်စင်ရွဲလားလေးရဲ့မိတွေဖြစ်တဲ့သမီးနှစ်ယောက်ကလည်းစင်ရွဲလားလေးကိုသူတို့ဟာမမှတ်မိရှာတော့ပါဘူးမင်းသားလေးကသူတို့စီကိုလာနေတဲ့အထင်နဲ့အိုးမင်းသားလေးကငါတို့စီကိုလာနေတယ်ဟုတ်မနေဘူးငါစီကိုလာနေရဆိုသူတို့နှစ်ယောက်ငင်းခုန်နေပါတယ်မ
မင်းသားလေးကတော့ဆင်ရွှေလားလေးကိုစင်ဝင်လာလေးစီကိုတွားပြီးတော့ကဖို့ခွင့်တောင်းခဲ့တာပေါ့ဒီလိုနဲ့ပဲမင်းသားလေးနဲ့ဆင်ရွှေလားလေးဟာပျော်ရွှင်တာသူတို့အတူကနေကြတဲ့အချိန်မှာည7:00 နာရီထိုးကန်ဒီအချိန်မှာဆင်ရွှေလားလေးဟာစင်ကြတဲ့ရုတ်တရက်သူ7:00 နာရီမထိုးခင်သူနတ်သမီးကနေမှားလိုက်တဲ့အတိုင်းပြန်ခဲ့ရမယ်ဒါကြောင့်မို့သူမင်းသားလေးကိုသူနှုတ်မဆက်အားပဲနဲ့နှုတ်မဆက်အားနဲ့သူပြန်ခဲ့ပါတယ်ကဝင်းကနေမြ мян စတန်သူထွက်ခါခဲ့တာပေါ့နန်းတော်ရင်ပြင်လှေကားကနေပြီးတော့အလောတကြီးနဲ့သူဆင်းလာလိုက်တာသူမရဲ့ဓာတ်ဖက်နဲ့လေးတစ်ဖက်ကကြကြံရိတ်ခဲ့ပါတယ်မင်းသားလေးရဲ့စိတ်ထဲမှာလည်းဆင်ရွှဲလားလေးကိုအရန်ကိုဆွဲလန်းခဲ့တာပေါ့နောက်တရက်ဒီမှာလည်းဆင်ရွှဲလားလေးကြကြံရိတ်ခဲ့တဲ့ဓာတ်ဖက်နဲ့လေးတစ်ဖက်ကိုတတိုင်းပြည်လုံးကမင်းမြူလေးတွေကိုအကုန်လုံးကိုဝစ်ဆင်ခဲ့ပါတယ်ဖနက်ပိုင်ရှင်လေးကိုလိုက်ရှာနေကြတာပေါ့စင်မလားလေးကိုတအိမ်စင်းတအိမ်ထဲလိုက်ပြီးချတာပေါ့ကွယ်စင်လားတဲ့အိမ်ကိုရောက်လို့နေပါပြီစင်လားလေးကတော့ဖနက်ပိုင်ရှင်လေးရဲ့သူမဖြစ်တာကြောင့်ဝစ်ဆင်ချင်တာပေါ့ဒါပေမဲ့စိတ်ပုတ်စိတ်ရုပ်ရှိတဲ့မိတွေဟာစင်လားလေးကိုတောက်ခတ်ထားအခန်းတကားကိုတောက်ခတ်ထားလိုက်ပါတယ်မိတွေရဲ့သမီးတွေကတော့ဖနက်ပိုင်ရှင်လေးကသူတို့ဟာဆိုပြီးတော့မျက်တစ်ပြောင်တိုက်ပြီးတော့သူကဖနက်လေးကိုသူကဝစ်ကြတာပေါ့နော်ဖနက်လေးကိုဝစ်ကြတာပေါ့ကွယ်ဒါမဲ့ဖနက်ကလေးကသူတို့နဲ့မတော်ခဲ့ပါဘူးဒါကြောင့်မဲရမက်တီဟာနောက်တအိမ်ကိုသူတို့ကသွားခဲ့ပါတယ်သွားကြတော့စင်လားလေးကပေါ့နော်မင်းသားလေးနဲ့မတွေ့ရလို့ဆိုပြီးတော့ငိုနေခဲ့ပါတယ်ကွယ်စင်လားလေးငိုနေတာကိုမြင်တော့ကြွက်ကလေးတွေဟာမိတွေရှီကတော့ခိုးယူပြီးတော့အခန်းတကားကိုဖွင့်ပေးလိုက်ပါတယ်ခန်းတကားကိုဖွင့်ပေးလိုက်ရမက်တီစီကိုစင်လားလေးကသွားနိုင်ခဲ့ပါတယ်ဖနက်ကလေးစီးဖို့တောင်းဆိုခဲ့ပါတယ်ကွယ်စင်လားလေးကသူ့ရဲ့ဖနက်ကလေးကိုစီးလိုက်တဲ့အခါမှာဖနက်လေးကသူနဲ့ကွက်တူဖြစ်တာကြောင့်အားလုံးအားသိမ့်ပြီးတော့ဖနက်ပိုင်ရှင်လေးစင်လားလေးနဲ့မင်းသားလေးဟာအသက်ထက်ဆုံးပေါင်းသိနိုင်ခဲ့ပါတယ်ရှင်ဒီပုံမြင်လေးကနေပြီးတော့စစ်မှန်တဲ့ရှင်းရှင်းတရားဟာဘယ်အရာနဲ့မှအစားထိုးလို့မရပါဘူးဆိုတာဒီပုံမြင်လေးကနေပြီးတော့တက်တည်ပြနိုင်ခဲ့ပါတယ်ရှင်ရှိခင်စွာဖြင့်မျှဝေပေးလိုက်ပါစီကျေးဇူးတင်ပါတယ်ရှင်